အိမ်တအိမ်မှာအဖေရဲ့အမေရဲ့သားတွေသမီးတွေရဲ့ရှိတယ်ဘယ်သူအရေးကြီးဆုံးတော့ပြောမယ်အဖေအရေးကြီးတယ်ဟဲ့မဟုတ်ဘူးအမေအရေးကြီးတာမဟုတ်ဘူးကွာအနာဂတ်အတွက်လူငယ်တွေကအရေးကြီးတာကွာလို့အမျိုးမျိုးညှင်းခုန်နိုင်တယ်3ယောက်လုံးအရေးကြီးကြအောင်ကျွန်တော်ပုံပြင်လေးတွေနဲ့ပြောချင်တယ်ဟုတ်တယ်အိမ်တအိမ်မှာအဖေအရေးကြီးတယ်လို့အမေလည်းအရေးကြီးတယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဖေတွေကနေရာတကာမှာခေါင်းဆောင်မှုဘူးနော်ရှင်အောင်ချလိုက်တာနဲ့နောက်လိုက်ဖြစ်သွားကြတာဒီတော့ရှင်အောင်နဲ့ကမိန်းမတရောင်နဲ့တွက်ပြီးမြောက်ပေးသမျှတို့ပေးသမျှနဲ့ဘဝပြတ်သွားတဲ့ယောက်ျားတွေလည်းအများကြီးပဲဒါနဲ့ပတ်သက်လို့ပုံမြင်လေးတစ်ပုဒ်လောက်ကျွန်တော်ပြောပြခြင်းတယ်ဗျပုံမြင်လေးနာမည်ကမျိုးစေ့တခါလုံးကတဲ့ဟိုးရှေတုံးကပေါ့ဒီဘက်ခေတ်မဟုတ်ဘူးဟိုးရှေတုံးကဘယင်ကြီးတစ်ပါးရှိတယ်အဲ့ဒီဘယင်ဆိုတာထုံးစံအတိုင်းမိန်းမတော်ရှိမှာပေါ့5 6 9ယောက်ရှာပါသားတော်လေးတစ်ပါးပဲမွေးဖွားတဲ့အဲ့ဒီသားတော်လေးကအထာရသ18ရက်ကိုသူဘလို့ပဲတင် जा တက်မြောက်ပြီမဲ့သူဝါသနာပါတာကစာဖတ်တာနဲ့ပန်းပင်တစ်ပင်စိုက်တာဝါသနာပါတာသူ့အသက်အစိတ်လောက်ရောက်တဲ့အချိန်မှာသူ့ရဲ့ဖခင်ကြီးတော်ကလည်းအသက်ကကြီးသူ့သားကိုအိမ်ရှိဥပယာစာအဖြစ်ထားပြီးတော့ထီးနှန်းကိုလွှဲပေးခြင်းမိဒီသားလေးကိုခက်တာသူ့သားမှာကျင်ရတော်ဇနီးမယားမရှိတော့သူ့သားမိန်းမယူမှသူ့သားမှာမိဖုရားရှိမှဘယင်ဖြစ်ရမှာဆိုတော့သူ့သားကိုမိန်းမယူဖို့အတွက်သူ့ဖခင်ကြီးတော်ကိုယ်တိုင်9ပြည်တောင်ကမင်းသမီးတွေနဲ့ဆက်ဖို့ကြိုးစားတယ်တဲ့အဲ့ဒီလိုကြိုးစားတဲ့အချိန်မှာသားတော်လေးကသူ့အဖေကိုသူ့ရဲ့နန်းရင်ပြင်မှာပဲရှောက်ထားတယ်မှန်လားပါရှင်ဗျာသားတော်အတွက်ကျင့်ရတော်ကိုသားတော်ကိုယ်တိုင်ရှာပါရစေမဟုတ်ဘူးငါရဲ့မူးတွေမတ်တွေနဲ့တိုင်ပင်ပြီးသားမင်းအတွက်တင့်တော်မဲ့ကျင့်ရတော်ငါတို့ရှာပြီးပြီမှန်လားပါရှင်ဗျာသားတော်ကိုယ်တိုင်ရှာပါရစေမဟုတ်ဘူးမူးတွေမတ်တွေနဲ့ငါတို့ကတိုင်ပင်ပြီးပြီအရှင်ဗျာအမှန်တိုင်းပြောပါရစေမူးမတ်ဆိုတာမြန်မာစကားအစ်စ်ပါဗျာမှုဆိုတာအကြည်အမှုမတ်ဆိုတာတက်မတ်အောင်ဆောင်ရွက်ပေးရသူပြည်သူနဲ့ဘရင်အကြားပြည်သူခံစားချက်တွေကိုမှန်မှန်ကန်ကန်တက်မတ်ပြောဆိုတင်ပြရတဲ့တတ္တိရှိသောအကြည်အမှုကိုမူးမတ်လို့ခေါ်တယ်အခုဖခင်ကြီးတော်ဘေးနားမှာရှိတဲ့မူးမတ်တွေကအဲ့ဒီလိုမူးမတ်အစ်စ်တွေမဟုတ်ဘူးတကြမပြေလို့ခေါ်တဲ့မူးမတ်တွေနဲ့တူနေတယ်ဒါကြောင့်မို့လို့အဲ့ဒီမူးမတ်တွေကိုတားတော့မတိုင်ပင်တော့ဘူးတားတော့စီမံထားတဲ့အစီမံကိုဖခင်ကြီးတော့အချိန်တိုင်းသိပါလိမ့်မယ်မင်းဘယ်လိုစီမံတာတော့ဖခင်ကြီးတော့လေ့လာပါဒီလိုနဲ့မှတ်ကောင်းအောင်တကူလာပြည့်နေမှာတကူလာပြည့်နေမတိုင်ရင်မောင်းချင်းနဲ့လက်ခတ်ထားတယ်ဤတိုင်းပြည်ရှိရှင်ဘုရင်ကြီးသားတော်အိမ်ရှိဥပယာစာသည်မကြာခင်မင်းလျောင်မင်းလျာအဖြစ်ဘုရင်အဖြစ်ထီနန်တက်မည်ဖြစ်သောကြောင့်ဘုရင်အတွက်မိဖုရားတစ်ပါးကိုရွေးချယ်မည်ဖြစ်သည်မိဖုရားဖြစ်လို့သူအမျိုးသမီးတိုင်းသည်အသက်18နှစ်ပြည့်ပြီးအပျော်စင်စစ်ဖြစ်ရမည်အိမ်ရှိကိုတော်လေးအစီအမံကိုလာရောက်၍တကူလာပြည့်နေတွင်ယူနိုင်သည်အဲ့ဒီနေလေရောက်ကောဒီတိုင်းပြည်အပြင်ကျန်တဲ့9ပြည်တော်ကမိန်းမတွေပေါ့မိန်းမတော်များများလဲဘယင်ကတော်ဖြစ်ချင်တာဟုတ်ဗျဝေကောင်းဆလာတွေဝေကောင်းဆလာတွေဝေပြီးတော့ကိုတော်လေးရှေကိုသွားတဲ့ကကိုတော်လေးကဟိုးအဝေးမှာရှိတဲ့ပန်းအိုးလှလာလေးကိုယူဟောဒီရှေ့မှာရှိတဲ့မြေစီလာကိုမြေစီကိုထက်မြေစီနှုံးမြေပေါ့ဗျာမြေစီထက်ဟိုးခလန်းလန်းမှာရှိတဲ့ပန်းမျိုးစေ့ကိုယူလက်နဲ့နိုင်တဲ့လောက်ယူပန်းကိုစိုက်ခဲ့တရင်ကျွတ်လာပြင်းနေကြရင်တော့ပွင့်နဲ့ပန်းနဲ့အတူတူဒီကိုပြန်လာရမယ်အချိန်ဘယ်လောက်ပေးတော့တကူလာပြရတရင်ကျွတ်လာပြဆိုတော့6လပေးထားတာမိမတွေလေးပန်းလေးကိုယူမြေစီကိုထက်မျိုးစေ့ကိုထက်အိမ်ပြန်သွားပြီးပန်းပြိုးကြသူတို့ကကိုတော်လေးကပန်းစိုက်တာဝါသနာပါတော့လေ့လာပြီးသားဒီကိုတော်လေးဘယ်ပန်းကြိုက်တယ်ဆိုတာသိတဲ့အတိုင်းပဲအဲ့ဒီမှာရှိတဲ့ဥယျာဉ်ဆောင်နေရလဲဟုတ်ပြီလားဒီဘယင်လေးဒီကိုတော်လေးဘာကြိုက်တယ်ဆိုတာကိုလှုပ်ထားပြီးသားအပေးယူလှုပ်ပြီးပြောထားပြီးသားအကုန်စိုက်ကြတာဒါနဲ့တရင်ကျော်လာပြင်းနေလဲရအောင်ကောခုနေကစရင်အတိုင်းမင်းကလေးတွေကပန်းအိုးလေးတွေကိုဘာလုပ်ပြီးတော့ရွက်ပြီးပန်းလေးတွေပွင့်လို့လာကြတာအဲ့ဒါကိုကိုတော်ကသူ့ကိုယ်တိုင်မှတ်တမ်းတင်တယောက်ချင်း
မှတ်တမ်းတင်တဲ့ပန်းနေရလှလိုက်တာဘယင်ကြီးကလည်းသူ့သားဘာလုပ်နေလဲပေါ့အဲ့ဒီလိုမှတ်တမ်းတင်နေရင်းနဲ့မိမပေါင်းကလည်း5-6တောင်းလောက်တော့ရှိမှာပေါ့အဲ့ဒီထဲမှာထူးထူးဆန်းဆန်းမိမငယ်လေးရတော့ငိုပြီးတော့ပန်းအိုးလေးကိုဂရစ်ကိုခြီပြီးလာတာအပင်မပေါက်တဲ့ပန်းအိုးရဲ့မြေကြီးရဲ့ပါတယ်အပင်မပါဘူးကိုတော်လေးရှေ့ရောက်တော့ငိုပြီးရှောက်ထားတယ်မှန်လားပါကိုတော်လေးအင်းရှိကိုတော်လေးကျမလည်းကျွန်တော်မျိုးမှလည်းပြိုးတာပဲစိုက်တာပဲဘယ်လိုမှအပင်မဖြစ်တာကျွန်တော်မျိုးမြောက်တတ်ရှင်လဲတတ်ပါထားရင်လည်းနေရမှာပါကဲမှတ်တမ်းပေးပြန်ဒီလောက်မိမအများကြီးထဲမှာဒီမျိုးသမီးတယောက်ပဲအပင်မပေါက်တာပြန်ညဒါနဲ့တစောင်းပေါင်းလှပြည့်နေမှာနန်းသိမ်ပွဲချင်းပါမှာဘယင်ကြော်လဲတခါတည်းရွေးချယ်မယ်တင်မြောက်မယ်နန်းသိမ်မှာမိမတွေအားလုံးရင်ခုန်တာပေါ့သူများဖြစ်မလားငါများဖြစ်မလားဝေကောင်းစလာတွေနဲ့ပေါ့အဲ့ဒီအချိန်မှာရင်ထိတ်နဲ့မျောနေရင်းနဲ့တဝန်လွာထွက်လာဘသူ့ကိုရွေးချယ်လိုက်လဲဆိုတော့ပန်းအပင်ပြောတာအပင်လုံးဝမပေါက်တဲ့မိမကိုရွေးလိုက်တာဘာလို့ရွေးတာလဲမိမတွေကမကျင်တတ်ဘူးဒီဘယင်ယူနေပြီငါတို့လိုပန်းလာပွင့်တာကြတော့ तू မရွေးဘူးအပင်တောင်မပေါက်တဲ့အမြုံမှရွေးရသလားဘယင်ကသိတယ်ဘယင်ကဒီလိုအတင်းပြောမှန်းသိတော့အဲ့ဒီနေ့မှာပဲဒီဘက်ကလို့ဆိုသတင်းစာရှင်းလင်းပွဲပေါ့ပရိသတ်ရှင်မှာစကားတစ်ခွန်းပဲပြောတယ်အားလုံးမှတ်ထားကြဒီတိုင်းပြည်မှာငါဘယင်ဖြစ်တဲ့အချိန်ငါတဲ့အရေးကြီးတာငါယူမယ်မိမပဲနင်တို့လိုသစ္စာမရှိတဲ့မိမတွေငါရွေးလို့မဖြစ်ဘူးနင်တို့မသိအောင်ငါစီမံထားတာရှိတယ်နင်တို့ယူသွားတဲ့မျိုးစေ့တွေအားလုံးကိုရင်တွင်းစုထဲမှာ9 နာရီလောက်ပြုတ်ထားပြီးသားအပင်ပေါက်စရာအကြောင်းမရှိဘူးအပင်ပေါက်တဲ့မိန်းမတွေကသစ္စာမရှိတဲ့မိန်းမတွေအဲ့ဒီလိုသစ္စာမရှိတဲ့မိန်းမတွေကိုသာဘယင်ကရောမိဖုရားနေရာမှာတင်မြောက်လိုက်လို့ကတော့တိုင်းပြည်ကြီးပြတ်သွားမှာပေါ့တဲ့ဒီအမျိုးသမီးကတော့သစ္စာရှိတယ်ဒီလိုအမျိုးသမီးသာဘယင်ကတော်ဖြစ်ထိုက်တယ်အဲ့ဒီလိုအမျိုးသမီးရှိရင်တိုင်းပြည်သာယာငြိမ်းချမ်းမယ်ဒါကြောင့်အိမ်တဲ့အိမ်မှာအဖေနဲ့တန်းတူအမေတွေကလည်းအရေးကြီးတယ်အမေတွေတောင်နဲ့တွက်လို့အမေတွေပုတ်တုပြောလို့ဘဝပြက်နာမည်ပြက်ဘဝသေးသွားတဲ့လူတွေလောကကြီးမှာလက်ညှိုးထိုးပြလို့ရပါတယ်ဒါဖြစ်ရင်အဖေတွေကရောအရေးမကြည့်ဘူးလားကြည့်တာပေါ့အဖေရေးကြီးကြောင်းကိုတော့ကျွန်တော်ကကိုရွေ့ဗျကျွန်တော်ကမန္တလေးသားမန္တလေးပလဲငွေရောင်ရက်158ခွက်နမ်းမတော်ဝင်းမှာမွေးတဲ့ကောင်ဖယနီဖယအနောက်ဘက်ကကျွန်တော်နေတဲ့ရက်ခွက်နဲ့မန္တလေးတို့တပြပေါ့ဒီရဆိုရင်တော့ဒီတန်လန်းလောက်ရှိမှာပေါ့မျိုးမြင့်ရုပ်ရှင်ရုံဆိုတာရှိတယ်ကျွန်တော်ကငယ်ရရုပ်ရှင်အရန်ကြည့်ချင်တာကျွန်တော်တို့အရက်ထဲမှာလဲရုပ်ရှင်သိကြိုက်တဲ့ဒေါ်ခွဲကြီးဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်အဲ့ဒီအမျိုးသမီးကဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းကအစိုးရအတန်တဲရုပ်ရှင်ခေတ်တွေမှာတချင်းတွေဘာတွေနောက်ကနေပြီးလိုက်ဆိုပေးရတဲ့အမျိုးသမီးသူကဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာမျက်လုံးနှစ်ဖက်စလုံးကွယ်သွားတာဒါပေမဲ့သူကအစိုးကောင်းအကကောင်းမန္တလေးတကြံမှာဆိုရင်သူကအကတင်ပေးရတာမျက်လုံးမမြင်ပေမဲ့သူကတင်ပေးရအဲ့ဒီအမျိုးသမီးကမျက်လုံးသာမမြင်တာရုပ်ရှင်သိကြိုက်တယ်သူကရုပ်ရှင်မင်းသားညွန့်ဝင်းကားကိုအရန်ကြိုက်တယ်ကျွန်တော်ကရွှေဘကားကိုကြိုက်တယ်ဒါပေမဲ့သူနဲ့ကျွန်တော်ဘလို့သဘောတူညီချက်ယူလဲဆိုရင်ကျွန်တော်တို့ရှိရအဲ့ဒါလို့အတော်အရွယ်ကိုအကြီးလို့ခေါ်တယ်ဒီမှာတော့အတော်တို့အန်တီတို့ခေါ်ဆိုကြအကြီးလို့ခေါ်တယ်အကြီးကြိုက်တဲ့ညွန့်ဝင်းကားကိုကျွန်တော်လိုက်ကြည့်ပေးရင်ကျွန်တော်ကြိုက်တဲ့ရွှေဘကားကိုလည်းအကြီးကလိုက်ကြည့်ပေးရတယ်သူကမမြင်ရပေမဲ့ကျွန်တော်ကညွန့်ဝင်းရဲ့ပုံစံလေးဝတ်ပုံစားပုံလေးမြင်ရတဲ့မြင်ကွင်းကိုကျွန်တော်ဘာသာပြန်ရတာသူကအတန်နဲ့နားထောင်တာညွန့်ဝင်းကားကိုတအားကြိုက်တဲ့အမျိုးသမီးသူနဲ့ကျွန်တော်နဲ့အမြဲစကားများတာရှိတယ်သူကညွန့်ဝင်းကိုမမြင်ဘူးတော့သူ့ညွန့်ဝင်းကိုချောသလားလို့သူကအရန်သိချင်တာကျွန်တော်ကလည်းကလေးပြီလိမ်မပြောတတ်ဘူးညွန့်ဝင်းကြီးကဗျာမိတ်ကပ်တင်နဲ့အချောက်ကြီးနဲ့တူပါတယ်ဗျာကျွန်တော်အဲ့လိုပြောတာအမြဲတမ်းကျွန်တော်ရွှေဘမှာလက်မောင်းတုတ်နေ့ရွှေဘရုပ်ချမ်းကြီးပါဟဲ့ကျွန်တော်ကရွှေဘကိုဘာလို့ကြိုက်လဲဆိုရွှေဘကအမှန်တရားဘက်ကရက်တည်တယ်အားနေတဲ့ဘက်ကရက်တည်တယ်မဟုတ်တာမလို့လို့ကျွန်တော်ရွှေဘကိုကြိုက်တာအကြီးတော့ကတော့ချောတာကိုကြိုက်တာအဲ့ဒီလိုညွန့်ဝင်းကကြည်တိုင်းကျွန်တော်ကလိုက်ပြကျွန်တော်တပတ်ကို3ခါလောက်ရုပ်ရှင်ကြည့်ခဲ့တာခြားတိတ်တုန်းကကျွန်တော်မှတ်မိပါတယ်3တန်း4တန်းចောင်းသားဘဝဖြစ်မယ်ဒီလိုနဲ့ຫນွေ